မင်္ဂလာပါဘာအကြောင်းအရာလေးပြောခြင်းလဲဆိုရင်တိုင်းပြည်မကြိမ်မသက်ဖြစ်ရင်နော်တိုင်းပြည်ပြည့်ရင်စီဝါရေးတက်ကြသူများဆိုတဲ့ခေါင်းစည်းနဲ့ပြောပါမယ်တိုင်းပြည်မငြိမ်မသက်ဖြစ်နေရင်တိုင်းပြည်ပြည့်နေရင်တချို့လူတွေကချမ်းသာသွားတယ်ဟိုတလောကအောက်ဆီဂျင်ကိစ္စလေးနဲ့ပြောပြထားလေးတွေတွေးပြထားလေးတွေပေါ့ဖြစ်စရာဆရာတော်ကကိုဗစ်တတိယလိုင်းအဲ့ဒီဝန်းကျင်လောက်မှာပရာဟိတနယ်ပယ်ဘက်ကိုရောက်လာတဲ့သူပါကိုဗစ်ကာလတတိယလိုင်းပေါ့ဟိုဘက်ကာလတွေမှာလူတွေအသေးပြောက်တွေများတယ်အောက်ဆီဂျင်မရှိလို့အောက်ဆီဂျင်မရလို့ဒေတဲ့သူတွေနဲ့အများကြီးပဲအဲ့ဒီမှာတေကြတနိုင်ငံလုံးတိုင်းတာနေပေါ့တနိုင်ငံလုံးတိုင်းတာနေလူတွေဒုက္ခရောက်နေကြတယ်အဲ့ဒီခါကျတော့ငါလည်းမဖြစ်တော့ဘူးဒါအောက်ဆီဂျင်ထောင်းပါပဲဆိုပြီးတော့အောက်ဆီဂျင်လောက်တာအောက်ဆီဂျင်ရရှိရေးပေါ့ကိုယ်တိုင်လဲဝယ်အလူခံတဲ့နာလေးလည်းအလူခံပေါ့လိုပဲလောက်ရတော့အဲ့ဒီမှာအောက်ဆီဂျင်15လီတာအိုး20အိုး40လီတာ40လီတာအိုးရဲ့ဈေးနှုန်းဟာပုံမှန်ဆိုလို့ရှိရင်3သိန်းခွဲဝန်းကျင်လောက်ပဲရှိတယ်အဲ့ဒီကာလတော့သူ့ရဲ့ဈေးဟာ3သိန်းခွဲ2သိန်းဝန်းကျင်လောက်ပဲရှိအဲ့ဒီကိုဈေးဆောင်ထားလိုက်တဲ့အခါကျတော့ဘယ်လောက်ဖြစ်သွားလဲဆိုတော့15သိန်းလောက်ထိဈေးပေါက်တယ်နော်ဒါတော့ဝယ်မရဘူး15သိန်းနဲ့ဗျာအကျိုးမရှိတဲ့သူဆိုရင်သေပေါ့သေုံမလွယ်ရပါရှိအဲ့ဒီမှာစိတ်ထဲမှာမကောင်းတို့နိုင်ငံတို့လူမျိုးတွေနော်အဲ့တော့အဖြစ်ဗုဒ္ဓဘာသာလူမျိုးတွေတူတယောက်ဒုက္ခရောက်ရင်ဒုက္ခရောက်နေရတာအတူတူပါပဲဒီလိုဒုက္ခမျိုးကတော့တာမန်ဈေးထက်အစာပေါင်းများစွာကုန်စည်နှုန်းတွေတက်တယ်စာလေးတစ်ပုဒ်ဖတ်ခဲ့ဘူးပါတယ်အဲ့ဒါတော့ဘယ်နိုင်ငံလဲတော့မသိဘူးပေါ့ဖတ်ခဲ့ဘူးလေဘာလဲဆိုသူတို့နိုင်ငံမှာသူကရေကြီးတာလားငလျင်လားဘာလဲမသိဘူးအိမ်နေပြိုကျတာလားမသိပါဘူးလုပ်ငန်းရှင်တယောက်ပေါ့အုပ်ဖုတ်တဲ့လုပ်ငန်းရှင်တယောက်ကနေပြီးတော့သူဘာလေးပြောလဲဆိုတော့သူတို့နိုင်ငံဟာဒီတဘာဝဘေးဒဏ်ကိုအတူတူခံစားခဲ့ရတာဖြစ်ပါတယ်ဒါကြောင့်သူတို့ဒီအုပ်ဖုတ်လုပ်ငန်းမှာရှိတဲ့ပုဂ္ဂိုလ်တွေကအရင်ဈေးထက်လျှော့ပြီးတော့ရောင်းပါမယ်အရင်ဈေးထက်လျှော့ပြီးရောင်းပါမယ်နော်အတူတူပြိုင်တူတွန်းလှန်ကြရအောင်ဆိုပြီးတော့အဲ့ဒါလေးဖတ်ဖူးတယ်ပေါ့ညာဗုဒ္ဓဘာသာနိုင်ငံတော့မဟုတ်ဘူးဒါပေမဲ့တော်လိုက်တာလို့ချီးကျူးမိပါတယ်အဲ့တော့ဒုနိုင်ငံမှာလည်းပဲဒီတိုင်းပါပဲနော်တခုခုဖြစ်ပြီးဆိုလို့ရှိရင်ဈေးတွေကမတန်ကြီးတမ်းပြီးမငြိမ်မသက်ဖြစ်လေဈေးတွေကြီးလေဆင်းရဲတဲ့သူဒုက္ခရောက်လေပေါ့အဲ့လိုဖြစ်လေကိုကျင့်တရားမကောင်းတဲ့သူတွေကခိုးကွက်စားလိမ့်မယ်ပို့ပြီးတော့ပိုးဆိုးတော့ဘူးလေအဲ့ခါကျတော့လူတွေရဲ့ဝိသမလောဘပို့ပြီးတော့ကြောက်စရာကောင်းပါလားအဲ့ဒီခါလာလေးပြန်ပြီးသတိရပြီလို့ပါမတန်မဆဈေးတွေနဲ့ရောင်းအောက်ဆီဂျင်တွေဝယ်ကျင်တိုင်းတော့ဝယ်လို့မရအောင်အသေးကြီးအပြည့်စီးတွေများတယ်ဒါကြောင့်ဗုဒ္ဓဘာသာရဲ့လို့ဖြစ်ပြင်ဖြစ်냐တော့လည်းပဲဒီဘက်အပေါ်မှာတကယ်မလိုက်နာဘူးเนาะအကုန်လုံးမလိုက်နိုင်ရင်တော့မှာပဲကိုချင်းစာတရားလေးပေါ့လေ
ကိုချင်းစာတရားဒါလေးထားတတ်မယ်ဆိုလို့ရှိရင်အချို့သောပုဂ္ဂိုလ်တွေအတွက်အားကိုးစရာဖြစ်တာပေါ့အားကိုးစရာဖြစ်ပါတယ်ဒါကြောင့်လောကကြီးယနေ့ခေတ်လောကကြီးဘာကြောင့်ပူလောင်နေရလဲဆိုတော့လောဘတွေကြောင့်ဒေါသတွေကြောင့်မောဟတွေကြောင့်အရင်လောဘကြီးလာလို့ရှိရင်အရင်လောဘကြီးလာပြီဆိုရင်မကြံစည်ရတာတွေကြံစည်တယ်မလုပ်တဲ့နာတွေလုပ်တယ်အရင်ဒေါသတွေကြီးလာပြီဆိုရင်လည်းမလုပ်တဲ့နာတွေလုပ်တယ်မပြောတဲ့နာပြောတယ်လောဘရဲ့ဒေါသမောဟရဲ့ဒီတရားသုံးပါးကြောင့်ခုစင်မီတွေမငြိမ်းတာဘူးဗျာဒါကြောင့်တိုင်းသူပြည်သားတွေအမြန်အေးချမ်းကြပါစေလို့ဆုတောင်းမေတ္တာပို့တာပါတယ်ဗျ